အားလုံးမင်္ဂလာပါရှင်။ AP လ26ရက်ညနေသတင်းကို Thailand News မှပြန်လည်တင်ဆက်ပေးပါမယ်ရှင်။အစိမ်းအဝါကပ်ဆူးဆေးကို gas ပါတဲ့အရှိုရည်နဲ့ရောတောင်းလို့တည်ဆုံးတဲ့အလုပ်သမားသတင်း26ရက်4လ2025ထိုင်းနိုင်ငံရှွန်ဘူရီခရိုင်စီရချာမြို့ကဂုံစုံစိန်တစ်ခုမှာအလုပ်လုပ်နေတဲ့အလုပ်သမားလူငယ်အလုပ်မစင်းတာကြောင့်ဆိုင်ချင်းဟာဖုံးဆက်ခဲ့ပေမဲ့ဆက်မရတာကြောင့်အခြားအလုပ်သမားတွေနဲ့လိုက်ခေါ်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့လူငယ်နေတဲ့အငှားသိက်ခန်းတကားကိုဖွင့်ကြည့်လိုက်တော့အဲ့ရပေါ်မှာသူကိုတေဆုံးနေတဲ့အခြေအနေဖြစ်တွေးကြည့်ခဲ့ရပါတယ်။အခန်းတွင်စစ်ဆေးရမှာအစိမ်းအဝါကပ်ဆူလ်နာကျင်မှုတက်တာဆေးနဲ့ပိုးသက်ဆေးတွေကိုတွေးကြည့်ခဲ့ပါတယ်။လုံဖို့ကိန်ဖက်တွေပြောပြတာကဆုံးသွားတဲ့သူဟာဒီလိုဆေးမျိုးတွေကိုအရှိုရည်နဲ့ရောပြီးမကြာခဏတောက်သုံးလေးရှိတယ်လို့သိရပါတယ်။သက်ဆိုင်ရာဌာနကအကြိမ်ကြိမ်တတိပေးခဲ့ပြီးဖြစ်တော်လဲအလွန်ကျွံတောက်တုံးပါကအသက်အန္တရာယ်အထိဖြစ်စေနိုင်ကြောင်းသိရပါတယ်။အားလုံးပဲအခုလိုဆေးတွေကို gas ပါတဲ့အရှိုရည်တွေနဲ့ရောမတောက်မိကြဖို့ဒီနေရာကနေအကြံပေးလိုက်ပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။ဒမ်ဒဒေါ်နယ်ထရန့်နဲ့စနီးတို့အပေါ်အကြမ်းဖက်တိုက်ခိုက်ဖို့ကြိုးပမ်းမှုကိုဗင်နီဇွဲလားယာယီဒမ်ဒကအပြင်းထန်ကန့်ကွက်တဲ့သတင်းအမေရိကန်ဒမ်ဒဒေါ်နယ်ထရန့်နဲ့စနီးမဲလာနီယာထရန့်တို့အပေါ်အကြမ်းဖက်တိုက်ခိုက်မှုကြိုးပမ်းမှုအပေါ်အပြင်းထန်ကန့်ကွက်တယ်လို့ဗင်နီဇွဲလားယာယီဒမ်ဒဒယ်စီလိုဒရီဂက်စ်က AP 26ရဲ့သူ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဒမ်ဒဒေါ်နယ်ထရန့်နဲ့စနီးအပါဝင်အိမ်ဖြူတော်သတင်းထောက်များအသင်းရဲ့ညစာစားပွဲတက်ရောက်သူအားလုံးကိုပေကင်ကျမ်းမာကြဖို့စုမုံကောင်းပေးဖို့ပါကြောင်းလဲဒယ်စီရိုဒရီဂက်ကရေးသားထားပါတယ်။ဒမ်ဒဒေါ်နယ်ထရန့်နဲ့စနီးအပါဝင်အိမ်ဖြူတော်သတင်းထောက်များအသင်းရဲ့ညစာစားပွဲတက်ရောက်သူအားလုံးကိုဘေကင်ကျမ်းမာကြဖို့စုမုံကောင်းပေးဖို့ပါကြောင်းလဲဒယ်စီရိုဒီဂရက်ကရေးသားထားပါတယ်။ဒေတာစံတော်ချိန် AP 25ရက်ညပိုင်းကအမေရိကန်ဝါရှင်တန်မြို့တော်ဝါရှင်တန်ဟီလ်တန်ဟိုတယ်မှာကျင်းပနေတဲ့အိမ်ဖြူတော်သတင်းထောက်များအသင်းညစာစားပွဲခန်းမကိုလက်နက်ကင်အသက်30နှစ်အရွယ်အမေရိကန်နိုင်ငံသားတဦးကပြစ်ခတ်ဝင်ရောက်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။အဆိုပါအမေရိကန်နိုင်ငံသားကိုလုံခြုံရေးတွေကအရှင်ဖမ်းဆီးမိခဲ့တယ်လို့ညစာစားပွဲတက်ရောက်နေတဲ့အမေရိကန်ဒမ်ဒဒေါ်နယ်ထရန့်နဲ့စနီးမဲလာနီယာထရန့်ဒူဒမ်ဒဂျေဒီဘန့်စ်စေဝန်ကြီးပီဟက်ဆက်အပါအဝင်အခြားအမေရိကန်အဆင့်မြင့်အစိုးရအဖွဲ့ဝင်တွေကိုအခမ်းအနားကျင်းပရာခန်းမကနေလုံခြုံရေးတပ်ဖွဲ့တွေကခေါ်ထုတ်ခဲ့ရတာလည်းဖြစ်ပါတယ်။အဆိုပါဖြစ်ရပ်ကိုဗင်နီဇွဲလားယာယီဒမ်ဒဒယ်စီရိုဒရီဂက်စ်ကဝေဖန်ရေးသားထားတာလည်းဖြစ်ပါတယ်။ဒါတရားသတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။ဂျပန်နိုင်ငံမှာတကယ်ကိုတုန်လှုပ်စရာကောင်းတဲ့သတင်းဂျပန်နိုင်ငံမှာတကယ်ကိုတုန်လှုပ်စရာကောင်းတဲ့အမှုတစ်ခုရဲ့နောက်ဆုံးအခြေအနေထွက်ပေါ်လာခဲ့ပါတယ်။အသက်16နှစ်အရွယ်သမီးအရင်ဖြစ်သူကိုအကြိမ်ကြိမ်မဖွယ်မရာပြုကျင့်ခဲ့လို့ထောင်ဒဏ်7နှစ်ချမှတ်ခံထားရတဲ့အသက်55နှစ်အရွယ်ဖခင်ဖြစ်သူဟီရိုဂျီဒိုင်းမွန်ဟာသူ့ရဲ့ပြစ်ဒဏ်ကိုရှော့ပေါ့ပေးဖို့အယူခံဝင်ခဲ့ပါတယ်။ဒီလူဟာသူလုပ်ခဲ့တဲ့ကိစ္စတွေအတွက်နောင်တရပါတယ်လို့အကြောင်းပြခဲ့တယ်လို့သမီးဖြစ်သူကိုထောက်ပံ့ကြေးပေးနေတာကိုပဲနောင်တရခြင်းရဲ့တက်တဲ့အဖြစ်တရားရုံးမှာတင်ပြခဲ့ပါတယ်။ဒါပေမဲ့တရားရုံးကတော့ဒါဟာယုတ်တိမရှိတဲ့စင်ချေတက်ပဲလို့သတ်မှတ်ပြီးအယူခံကိုပယ်ချလိုက်ပါတယ်။အရင်စစ်ဆေးမှုတွေတုန်းကလည်းသူဟာသမီးဖြစ်သူကငင်းဆန်ခြင်းမရှိပဲစိတ်ဝင်စားပုံရတယ်ဆိုပြီးအပြစ်ကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ယခုခါမှာတော့သမီးဖြစ်သူရီဟိုဖူကူယာမဟာသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီးသူမကတကယ်ဒါနောင်သားရတယ်ဆိုရင်ဒီလိုအယူခံမျိုးလုံးဝဝင်မှာမဟုတ်ဘူးလို့ပြက်ပြက်သားသားပြောကြားခဲ့ပါတယ်။ဒါအပြင်ဖခင်ဖြစ်သူကိုအ ਨੇ ဆုံးတော့လေးစားလိုရတဲ့လူကြီးတစ်ယောက်ဖြစ်ရှင်တယ်လို့လည်းသူမရဲ့ဆန္ဒကိုရင်ဖွင့်ခဲ့ပါတယ်။ဒီအမှုဟာမိသားစုတွင်လုံခြုံမှုနဲ့တရားဥပဒေရဲ့တိကျမှုကိုမိမောင်းထိုးပြနေပါတယ်။ကိုယ့်ရဲ့သမီးအရင်ပေါ်မှာတော့ဒီလိုစိတ်ဓာတ်မျိုးထားရှိခဲ့တဲ့အပေါ်ဗရိတ်တက်တို့ရောဘယ်လိုမြင်ကြလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးတော့ပါအောင်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။တနူးဖြူမျိုးမစေးမီးလောင်တဲ့သတင်းတနူးဖြူမျိုးမစေးမီးလောင်မှုအားအရှိန်တနာရီခွဲခန့်ကြာမိငိမ့်တက်ခဲ့ရပြီးစိန်ခန်းပေါင်း300ခန့်အပါအဝင်ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။အေယာဝတီတိုင်းတနုဖြူမျိုးကြီးတနုဖြူမျိုးမဈေးတွင်
ယနေ့ဧပြီလ26ရက်နေ့6နာရီခွဲခန့်မှစတင်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမီးတပ်တပ်ဖွဲ့နဲ့ဒေသခံများထံမှသိရပါဗျ။မီးလောင်မှုအားတပ်ဆိုင်ရာမီးတပ်တပ်ဖွဲ့နဲ့ထီးစက်မျိုးနယ်များမှမီးတပ်တပ်ဖွဲ့ဝင်များအရန်မီးတပ်တပ်ဖွဲ့ဝင်များလူမှုကူညီရေးအတင်းဝင်များနဲ့ဒေသခံများကပူးပေါင်းငြိမ်းသက်ခဲ့ကြတဲ့ဖြင့်နနက်9:05မိနစ်တွင်မီးထိန်းနိုင်ခဲ့ကြောင်းသိရပါဗျ။မီးလောင်မှုအားတပ်ဆိုင်ရာမီးတပ်တပ်ဖွဲ့နဲ့ထီးစက်မျိုးနယ်များမှမီးတပ်တပ်ဖွဲ့ဝင်များအရန်မီးတပ်တပ်ဖွဲ့ဝင်များလူမှုကူညီရေးအတင်းဝင်များနဲ့ဒေသခံများကပူးပေါင်းငြိမ်းသက်ခဲ့ကြတဲ့ဖြင့်နနက်9:05မိနစ်တွင်မီးထိန်းနိုင်ခဲ့ကြောင်းသိရပါဗျ။ဒါအပြင်အပြည့်သက်ငြိမ်းသက်နေရေးအတွက်ဆက်လက်ဆောင်ရွက်ခဲ့ကြတဲ့ဖြင့်နနက်9:50မိနစ်တွင်မီးငြိမ်းသွားခဲ့ကမီးလောင်မှုကြောင့်စိန်ခန်းပေါင်း300ခန့်နဲ့စိန်ခန်းများအတွင်းရှိပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပါဗျ။ထို့သောမီးလောင်မှုဖြစ်ပွားခဲ့သည့်တနုဖြူမြို့မှစေ၏မီးလောင်ပြင်တို့အေယာဝတီတိုင်းဝန်ကြီးချုပ်နဲ့အေယာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌတို့ကကြီးစုစစ်ဆေးကလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်ပျက်စီးမှုများအားရှင်းလင်းဖယ်ရှားရန်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုအမြန်ဆုံးဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်းသိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။အလုတ်သွားချောင်းမဲ့ဆိုပြီးအိမ်ကထွက်သွားပြီးတောထဲမှာတေဆုံးနေတဲ့တဲ့အလုတ်သွားချောင်းမဲ့ဆိုပြီးအိမ်ကထွက်သွားတဲ့မိန်းကလေးကိုတောထဲမှာတေဆုံးနေတဲ့အခြေအနေဖြစ်တွေ့ရှိခဲ့ရပါတယ်။ဧပြီလ25ရက်နေ့မနက်9:00နာရီခွဲချိန်တွင်စမုတ်ပကံမှာတက္ကစီမောင်းတဦးကအပေါ့သွားဆွန်ရင်အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။တွေ့ရှိချိန်မှာမိန်းကလေးဟာအင်းကြီးရှည်ဘောင်းမိရှည်ဝတ်ဆင်ထားပြီးအနီးမှာတနက်ကြီးထိမှန်ထားတဲ့ဒဏ်ရာချိနေခဲ့ပြီးတနက်တလဲလည်းအနားမှာကျနေခဲ့ပါတယ်။တေဆုံးထားတာကိုတော့6နာရီမှ7နာရီအတွင်းဖြစ်နိုင်တယ်လို့ခန့်မှန်းထားပြီးနောက်ပိုင်းစုံစမ်းမှုအရဆုံးသွားတဲ့မိန်းကလေးဟာအသက်26နှစ်ရှိပြီးနောင်ဖလင်လို့ခေါ်ကြတယ်လို့ဖူကတ်မြို့စာသည့်ဖြစ်ကြောင်းသိရပါတယ်။သူမကိုတွေးချိတဲ့နေရာကလူသွားလူလာနေတဲ့တောတောင်မြေပြင်တစ်ခုဖြစ်ပါတယ်။မှတ်ပုံတင်လိုက်စာအရမိသားစုဝင်တွေကိုဆက်တွေ့ရမှာလဲမိသားစုဘက်ကအလွန်ဝမ်းနည်းနေကြပါတယ်။ဘာကြောင့်လဲဆိုတော့ကောင်မလေးဟာအလုတ်လုတ်ချင်လို့ဖူကတ်ကနေစမုတ်ပကံကိုလာရောက်ရှာဖွေနေခဲ့တာရက်အနေငယ်တာချိသေးတယ်လို့သိရပါတယ်။နောက်ပြီးသူမမှာစိတ်ကျမ်းမာရေးအခြေအနေမကောင်းသေးတဲ့သဘောလဲချိခဲ့ပြီးတခါတည်းငိမ့်ငိမ့်နေတတ်ပြီးတယောက်တည်းစကားပြောနေကြောင်းမိသားစုကပြောပါတယ်။ဧပြီလ24ရက်ညနေ3နာရီချိန်မှာအလုတ်သွားရှာမယ်ဆိုပြီးအိမ်ကထွက်သွားခဲ့တာဖြစ်ပြီးမနေ့ရောက်မှတေဆုံးထားတာကိုသိရှိခဲ့ကြပါတယ်။ယခုချိန်ထိသူမတေဆုံးမှုနဲ့ပတ်သက်ပြီးဘာကြောင့်ဆိုတာသေချာမသိရသေးပါဘူး။တနက်ပိန်ရှင်ဘယ်သူဘယ်ဝါဆိုတာအကြောင်းရင်းမှန်ကိုရဲတပ်ဖွဲ့ကဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ Thailand News ကိုအားပေးနားဆင်ကြတဲ့ရှစ်ပိတ်တက်များအားလုံးအထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့တကွကမ္ဘာသူကမ္ဘာသားများအားလုံးကျန်းမာချမ်းသာကြပါစေရှင်။